တနက်တစ်ချက်မှပြစ်စရာမလိုပဲမက္ကဆီကိုနိုင်ငံဟာအမေရိကန်စီကနေနယ်မြေတွေကိုဘယ်လိုရယူခဲ့တယ်လဲဆိုတာဒါပါပဲ1848ခုနှစ်တုန်းကမက္ကဆီကိုနဲ့အမေရိကန်တို့ဟာကံကြမ္မာအလှည့်အပြောင်းဖြစ်စေမဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ကြပါတယ်သူတို့ဟာကမ္ဘာပေါ်မှာခံမှန်းရအခြေခတ်ဆုံးမြစ်တစ်စင်းဖြစ်တဲ့ Rio Grande မြစ်တစ်လျှောက်မှာနယ်စပ်မြင်းကိုတတ်မှတ်ခဲ့ကြတာပါဒီမြစ်ဟာနှစ်စဉ်နှစ်တိုင်းသူ့ရဲ့စီးဆင်းမှုလမ်းကြောင်းကိုပြောင်းလဲတတ်ပေမဲ့နိုင်ငံတစ်ခုလုံးကတော့ဒီမြစ်ဟာဒီအတိုင်းပဲထာဝရတည်ရှိနေမယ်လို့ယူဆခဲ့ကြပါတယ်ဒါပေမဲ့1864ခုနှစ်မှာတော့ရုတ်တရက်ရေကြီးမှုဖြစ်ပွားပြီးမြစ်ကြောင်းပြောင်းလဲသွားခဲ့တာကြောင့်အမေရိကန်ပိုင်နက်240ဟက်တာကျော်ဟာမက္ကဆီကိုပတ်ချမ်းကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီနေရာကိုအချာမီဇဲအောက်ချမ်းမဲဇော်လို့လူသိများလာခဲ့ပြီးနယ်မြေအငင်းပွားစရာဖြစ်လာခဲ့ပါတယ်နယ်မြေဆုံးရှုံးမှုကိုလက်မခံချင်တဲ့အမေရိကန်ကအဲ့ဒီနေရာကိုပြန်လည်သိမ်းပိုက်ခဲ့ပေမဲ့ရာစုနှစ်တစ်ခုကြာမှာတော့နိုင်ငံတကာစီရင်ချက်အရဝါရှင်တန်ကအဲ့ဒီနယ်မြေကိုပြန်ပေးခဲ့ရပါတယ်နောက်ပြီး1906ခုနှစ်မှာလည်းတမိုင်းဟာတကြော့ပြန်လဲခဲ့ပါတယ်တက်ဆက်ပြည်နယ်ကလယ်သမားတွေဟာစိုက်ပျိုးရေးအတွက်မြစ်ကြောင်းကိုလွှဲလိုက်ရာကနေမြစ်ကြောင်းဟာတဖန်ပြန်ပြောင်းသွားခဲ့ပြီးအမေရိကန်လူမှုအတိုင်းဝိုင်းလေးတစ်ခုဟာမက္ကဆီကိုဘက်ခြမ်းမှာတောင်တင်ကျန်ရစ်ခဲ့ပါတယ်နောက်တစ်ချိန်မှာလည်းအမေရိကန်ဟာနယ်မြေကိုပေးအပ်လိုက်ရုံကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးကမ္ဘာတဝန်းကအချက်လက်တွေကိုသိချင်ရင်တော့ World Location ကို follow လုပ်ထားလိုက်ပါ